Okay မနေ့ကကျွန်တော်တို့စီမှာမိတ်ဆက်သွားတယ် Huawei ရဲ့ smartwatch model အသစ် GT6 series နဲ့ပတ်သက်ပြီးတော့ပြောပြသွားမယ်ပြီးတော့ GT5 series နဲ့ဘာကွာလဲဆိုတာရောဘာတွေကပိုကောင်းလာတယ်ဘယ်ဟာတွေကအတူတူပဲဆိုတာကိုပြောပြသွားမယ်ဆိုတော့ GT6 series ရဲ့အဓိက highlight လို့ပြောရမယ်ဆိုရင် battery အားခံတာက21ရက်လောက်အထိအားခံတယ်ဆိုတာတော့အဓိက main highlight ပေါ့နော်နောက်ပြီးတော့ outdoor activities တွေအတွက်ထပ်တိုးလာတာတွေရှိတယ် head inside မှာဆိုရင်အဆင့်မြင့်ထားတာတွေပါလာတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အရင်ဆုံး GT6 series မှာထုံးစံအတိုင်းပဲ model 2မျိုးနဲ့လာတယ် GT6 standard နဲ့ GT6 Pro ဆိုပြီးတော့ရွေးလို့ရတယ်အခုကျွန်တော်လက်ထဲမှာရှိနေတာကတော့ GT6 Pro သူက 46mm တစ်မျိုးတည်းနဲ့ပဲလာတယ် GT6 ကတော့2မျိုးလာတယ် 46mm နဲ့ 41mm ဆိုပြီးတော့နှစ်မျိုးလာတယ်ပေါ့နော် 41mm တော့ထုံးစံအတိုင်းပဲအမျိုးသမီးတွေကိုပို့ပြီးတော့ဦးတည်ထားတယ်အခုအသစ်ထွက်လာတဲ့ GT6 series ရဲ့ design မှာကမျက်နှာပြင်ဘိုင်းကမီလီမီတာလေးနည်းနည်းလေးပို့ပြီးတော့ကြီးလာတယ် AMOLED display ရဲ့ဘေးပေါက်နေဆိုရင်ပို့ပြီးတော့နည်းနည်းလေးတည်သွားတယ်မျက်နှာပြင်ဘိုင်းပိုကြီးတာတွေလို့ခံစားရတယ်ပေါ့နော်ပြီးတော့3000 nit အလင်းထုတ်ပေးတဲ့ display ကလည်းအောက်တိုးမှာသုံးလို့ပိုကောင်းသွားတယ် GT5 နဲ့ကွာတာဆိုရင်ဒီ AMOLED သုံးထားတာတူပေမဲ့လို့သူကအလင်းအားပို့ပြီးတော့ကောင်းသွားတယ်ပေါ့နော် GT5 တုံးကတော့တိကျတဲ့အလင်းဘယ်လောက်ထုတ်ပေးလဲဆိုတော့ nit ကိုတော့ပြောပြထားတာတော့မတွေ့ရအောင်ဒီဇိုင်းပိုင်းကတော့ Pro နဲ့ Standard version နှစ်ခုလုံးမှာက Pro က Titanium body နဲ့ Standard version ကတော့ Stainless steel နဲ့ပဲလာတာပေါ့နော်အကျန်းခန္ဓာတွေကတော့တော်တော်လေးကောင်းတယ် display နေရာမှာဆိုရင်လည်းဒီ Sapphire glass နဲ့ကာပေးထားတယ်နောက်ဘက်ဒီ sensor ရှိတဲ့နေရာနောက်ဘက်ကာပါဆိုရင်လည်း Nano Crystal ceramic နဲ့ကာထားတာဆိုတော့အကျန်းခန္ဓာကတော့တော်တော်လေးကောင်းတယ်GT5 CD မှာသုံးထားခဲ့တဲ့ဒီ material တွေနဲ့လည်းအတူတူပဲဆိုတော့ GT5 ကိုသုံးခဲ့တုန်းကတော့အတွေ့အကြုံကတော်တော်လေးအကျန်းခန္ဓာကိုတွေ့ခဲ့ရတာဆိုတော့ဒါလည်းတော်တော်လေးမိုက်တယ်လို့ပြောရမယ်အခု GT6 series ကလည်းတော်တော်လေးအကျန်းခံမယ်လို့ပြောလို့ရတယ်ဗောနော် IP69 rating တွေပါရတယ်ဆိုတော့ရေကူးတာတို့ရေငုပ်တာတို့အတွက်လည်း okay battery ဘိုင်းမှာက GT6 series ကအားပြည့်သွင်းထားမယ်ဆိုရင်21ရက်လောက်အထိအသုံးခံတယ်ဆိုပြီးတော့ပြောထားတယ်ဆိုတော့ GT5 ထက်တော့ပို့ပြီးတော့တာတာတော့သိကြတယ် GT5 series တုန်းကတော့14ရက်လောက်ပဲအသုံးခံခဲ့တယ်ဆိုပြီးတော့သိကြရတယ်ဒါပေမဲ့လို့တကယ်တေချာကြီးသုံးကြည့်မယ်ဆိုရင်အားကန်တာလည်းပို့ပြီးတော့ခံနိုင်မယ်လို့တော့ထင်တယ်တေချာ full mode on ပြီးတော့သုံးမယ်ဆိုရင်တော့10ရက်လောက်တော့အသုံးခံမယ်လို့ထင်တယ်ဘာဖြစ်ဖြစ် Apple Watch တွေလိုမျိုးခဏခဏအားသွင်းရတဲ့ Smart Watch တစ်လုံးကို full mode on ပြီးတော့သုံးရင်10ရက်ကျော်လောက်အထိအားခံတယ်ဆိုတာတော့တော်တော်လေးကောင်းငယ်လို့ပြောလို့ရတယ်။နောက်ပြီး GT6 series မှာ outdoor sport tracking တွေအတွက်ပို့ပြီးတော့ကောင်းလာတယ်တွေ့ရတယ်။သူတို့ကတော့ဒီ outdoor cycling ကို highlight လုပ်ပြီးတော့ပြောတယ်ပေါ့နော်။ professional savvy သမားဆန်ဆန်လေ့ကျင့်နိုင်ဖို့ပဲဖြစ်ဖြစ် savvy ဝါနာရှင်တယောက်လိုပဲဖြစ်ဖြစ်ကောင်းကောင်းသုံးလို့ရအောင်လို့အထောက်အကူပေးတယ်လို့ပြောထားတယ်။ cycling mode ကိုဖွင့်လိုက်တာနဲ့စပြီးတော့ savvy စေတာနဲ့ပတ်သက်ပြီးတော့အချက်အလက်တွေအကုန်လုံးကိုမှတ်တမ်းစပြီးတော့တင်တယ်ပြီးတော့ Huawei ရဲ့ Help app နဲ့ဖွင့်ပြီးတော့လဲ cycling computer အနေနဲ့ savvy နင်းနေတော့မှသုံးလို့ရတယ် savvy နင်းတာကိုရိုက်လိုက်မယ်ဆိုရင်နာရီရဲ့မုံမှာ auto ရက်သွားမယ်ပြီးတော့ရင်ပြန်နင်းနေဆိုရင် auto ပြန်စပြီးတယ်အဲ့လိုတွေပါလုပ်လိမ့်မယ်ပေါ့နော်ပြီးတော့ GT6 smartwatch ဝတ်ထားတဲ့တခြားအဖော်တွေနဲ့လည်းအဖွဲလိုက်ချိတ်ထားပြီးတော့ real time location တွေပါပြပေးနိုင်တာဆိုတော့ဒီကိုကဒီအဖွဲလိုက်နင်းနေတဲ့အချိန်မှာကိုဘယ်လျောက်နေလဲဆိုတာကို map ကနေကြည့်လို့ရသွားတယ်နောက်ထပ် small boat တွေမှာဆိုရင် running လောက်တာတို့တောင်တက်တာတို့မီတာ40အထိ free dive လောက်တာတို့guide တာတို့အတွက်လည်းပို့ပြီးတော့ကောင်းလာတာတွေ့ရတယ်ဥပမာဆိုရင် golf boat ထဲမှာဆိုရင် GT5 တုန်းက golf map က1000ခွဲလောက်ပဲပါတယ်အခုဆိုရင်တော့19000အထိထပ်တိုးလာတယ်ဗောနော်ပြီးတော့မြေပုံတွေဆိုရင်လည်းချဲ့လို့ရတယ် crown လှည့်ပြီးတော့အကွာဝေးတွေကိုကြည့်လို့ရတယ် golf သမားတွေအတွက်တော်တော်လေးအဆင်ပြေလာတယ်ဗောနော်ပြီးတော့ GT6 series မှာ location ပြတာကဒီ sunflower position system နဲ့ပြတာဆိုတော့အခုကတော့ version က 2.0 ဖြစ်သွားတဲ့အတွက်ဒီ location ပြတာပို့ပြီးတော့မှန်လာတယ်တစ်ပင်တွေဘာတွေထူတဲ့ဒီပန်းချံလိုမျိုးနေရာတွေအတွက်ဆိုရင်လည်းအဆင်ပြေပြေပြပေးတယ်ဗောနော်တော်ရဲတွေဘာတွေရောက်နေစေဆိုရင်လည်းပြပေးမလားတော့မသိဘူးGT5 series တုန်းကတော့ဒီကောင်းငင်ရှင်းနေတဲ့ဒီ land တွေမျိုးမှာပဲသုံးရတာအဆင်ပြေတယ်တော်နည်းနည်းလေးထူတဲ့ပန်းချံလိုမျိုးတွေမှာဆိုရင် positioning signal lock ဆိုပြီးတော့အမြဲတမ်းပြတတ်တာတော့တွေ့ခဲ့ရတယ်အခုတော့ GT6 series မှာတော့မပြလောက်တော့ဘူးတော့ထင်တာပဲကျန်တဲ့အပိုင်းတွေမှာတော့ GT5 နဲ့ GT6 မှာတော်တော်များများတူတယ် GT6 Pro မှာ ECG ပါပြီးတော့ GT6 ရိုးရိုးမှာတော့ ECG မပါဘူးအဲ့ဒါလည်း GT5 Pro တုန်းကလည်းအတူတူပဲsoftware ဘိုင်းမှာ update ဖြစ်လာတယ်ဆိုတော့ hub နဲ့ပတ်သက်ပြီးတော့ tracking လုပ်တာတွေမှာပို့ပြီးတော့အစီအစဉ်ကြပြီးတော့ပိုကောင်းလာတယ်လို့မြင်တယ်တခုပဲ Huawei Watch တွေက Harmony OS update မှာ Watch OS တို့
ဒီ Wear OS တို့လိုမျိုးဘာတွေကတော့ဖြင့်ထပ်တိုးပြီးတော့ function တွေပါလာတယ်ဆိုတော့သတင်းကိုကြိုမကြားတော့ပြိုင်ဘက် Apple Watch လိုမျိုးSamsung ရဲ့ watch တွေလိုမျိုးသုံးရတာနှစ်အကြာကြီးသုံးရင်တော့မှပဲ function အသစ်တွေပါမယ်ဆိုတာကိုကြိုမြင်နေရတာအဲ့ဒါတခုကတော့နည်းနည်းသိပြီးတော့အားမရဘူးပေါ့နော်ကျန်တာတွေကတော့ပေးရတာနဲ့ပြန်ရတာတော်တော်လေးတန်တယ်လို့ပြောလို့ရတဲ့ smart watch လို့တော့မြင်တယ်